မင်္ဂလာပါရှင်ဒီတစ်ခေါက်တော့မလေးပကံများဆိုင်ပါနော်ပေါ့ဘူးထမင်းကျော်ဆိုင်နန်းကြီးတော့ဘလို့ပြင်းနေဆိုင်လေးနဲ့တော့ပကံကြတဲ့ခေါက်စတော့ရတဲ့ဆိုင်လေးရောင်းပေးပါမယ်နော်ဒါဆိုလဲရွက်ကြော်လို့အထောင်းလို့ကိုစင်ပြာလေးထည့်လို့ရပါနော်ဒါလေးကနှစ်ချက်စင်တူလေးများတယ်နော်ဒီမျိုးလေးနှစ်ချက်စင်တူလေးကထည့်ပုံလေးနော်အကြီးပုံမျိုးလေးနော်သူဘရန်လေးနော်ဒါလေးကအဲဒီရှင်နော်ဒါနှစ်ချက်စင်တူရနှစ်ချက်စင်တူလေးများတယ်နော်ဆိုရှစ်လက်မဆိုင်နော်ဒီမှာကလေးတွေပြင်ကျွေးလဲရတယ်ဒီမှာနော်ဒီမျိုးလေးဒီဒီဇိုင်းဆန်းလေးပေါ့နော်ဒီမျိုးလေးအနားလေးကအစိမ့်လေးဖတ်ထားတယ်နော်ဒီဇိုင်းဆန်းလေးတစ်ချက်စင်တူလေးရှစ်လက်မှာစိုက်ကြည့်ဒီမှာစိုက်လဲလို့ရတယ်ကလေးတွေသမင်းကျော်စိုက်ပေါ့နော်တော့ကြတယ်နော်ဖောင်းကြော်လေးပါတယ်ဒါလေးလည်းစင်တူတစ်ချက်ရမယ်နော်စင်တူလေးတစ်ချက်ပါတယ်ဒီစင်တူတစ်ချက်ဟုတ်တယ်ဒါလေးကစတုံးဝဲလေးမှာသူကNorita kit တစ်စိတ်လေးပါနော် microwave oven သုံးလို့ရတယ်သူကနော် stone ဝဲလေးကို Norita kit တစ်စိတ်လေး brand လေးပါနော်ဒီလိုနဲ့ချက်ရမယ်ရှစ်လက်မှနှစ်စိတ်ဒီပကံလေးဆိုတော့တအားကောင်းဒီလေးကရွှေရောင်စာတန်းလေးနော်စိုက်တစ်ချက်ခံကြတော့ခုနကမှချက်စိတ်ဒီတလက်မှအဲ့ဒါလေးရချက်စီရတယ်ဒီမျိုးလေးနော်သူကငွေနာကိုလေးပါတယ်ငွေနာကိုလေးအားလေးဆက်ကြတော့ကောင်းတယ်မလေးကိုပဲပြီး3000ကိုပဲပြီးပါနော်3000ကိုပဲပြီးပါချက်မှ3500ပဲကြာတယ်နော်အမလေးကအေခွန်တစ်ချက်916ပါနော်အမလေးရနေတယ်အမလေးလေးရတယ်ဖြူလေးချက်စရာလေးလူဖောင်းကြော်လေးပါသူကလည်းနော်ကြည့်လူဖောင်းကြော်လေးပါမယ်ခုနလက်မှနဲ့စိတ်ရှိပါလေဒါဆိုစက်ကြိုးတို့ခောက်စုပ်တို့ထည့်လို့ရတယ်နော်တစ်ဖက်တုပ်လို့ပါလို့စပီးရထက်ခင်းလို့စပီးရလေးထည့်နော်စပီးရထည့်လို့ရပါတယ်အချို့ဝဲပြင်လဲရတယ်နော်ချို့ဝဲပြင်လဲရပါတယ်ဒီမှာဒါလေးမျိုးလေးစင်ကြီးလေးတွေပါစင်ကြီးလေး3ချက်ပါနော်ဒီချွေဖြူလေးတွေ3ချက်ပါမယ်ဆိုခုနလက်မှတစ်စိတ်ပုံနော်လက်မှတစ်စိတ်အရင်ကလက်မှရှိရပါတယ်နော်အဲ့ဒါတော်ဒီလိုနားလေးကလိုင်းရကလေးနဲ့ဖြူလေးအဲ့ဒါဒီလိုမျိုးလေးသူကစောက်ကလေးနေပါနော်ခုနကစိုက်လေးတွေကြည့်ရသေးတာတော့နောက်ကသူဒီလို brand လေးခုနကမှမစင်နော်တော့ပကံစိုက်လေးကျောင်းစုံတော့ခောက်ဆွတော့နော်ဒီပုံလေးပိုးချက်ပေါင်း1 2 3 4 5 6 9 9ချက်ပေါင်းမလို့2000 2000ပဲပြပါနော်တားတယ်မှာပစ္စည်းလေးကောင်းပါတယ်နံပါတ်လေးက A919ပါနော် TikTok မှာဖုန်းနံပါတ်တင်ပေးထားပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်